ကိုတရားထဲရှိတဲ့စင်ရဲ့ဆုံးနှလုံးသားနိုင်ငံရဲ့ခေါင်းမောကထိုးကြရလာနေခြင်းရောင်ရဲ့ရိုင်လေမဲတင်လေးရဲ့ချီနေနေပုံရဲ့အစင်မပြေနိုင်တဲ့ကိုဘဝတိုင်းမေခွေပင်နိုင်စံပန်းလေးဝင်းကိုတွေ့ကြောင်းညူနွမ်းစေခြင်းနဲ့ကြပြလေးတစ်ပုံတဲ့နိုးညံ့နေမင်္ဂလိလေးကိုခွဲဘဝခင်းရန်နဲ့ချစ်တကူနဲ့မလန်းနေပြီးခြင်းနဲ့မလာခြင်းမနဲ့အောင်လာမင်းကလေးရွှေနဲ့တော့ရွှေကောသောခင်ခံစားလေးဆံမြိုင်အချွေရဲ့အသင်းပင်များစွာလေးအမြင်ဆုံးမမရင်မလေးတပါဖြစ်စေကွယ်အချင်းလေးရဲ့ဒီလိုမင်းငုတ်ကိုထားခြင်းနဲ့နှလုံးသားမအောင်လုံးရှိတယ်ကျေတွေကိုမင်းကနဲ့မင်းတို့မဆွဲပေးခြင်းမ